အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Bobby Crafter ပဲဖြစ်ပါတယ်ဒီနေ့ view မှာတော့ကျွန်တော် Roblox ရဲ့နည်းနည်းပါအရင်ခက်လို့တယ်ဗျာတော့ကွာခုံมาပြပါတယ်ပြီးကွာကျွန်တော်အချိန်မောင်းများစွာခုံမှတော်တော်ခက်တယ်ကျွန်တော်နောက်ဆုံးကြီးလုံးဝမရဘူးဒါနဲ့ကျွန်တော် Party Craft EB တန်းကိုကျွန်တော်မတင်သေးဘူး view မတင်တာလေးတော့ကြာနေပြီကျွန်တော်တို့ကလီခုပေးပါတယ် Party Craft EB တန်းမကြာခင်မှာထွက်လာတော့မှဖြစ်ပါတယ် Party Craft EB တန်းကတော့ပေါ့ဒီ Party Craft EB တန်းမကြာခင်မှာထွက်တော့မှာဗျာလိုင်းမကောင်းဘူးလားဟာလုံးနေမနှောင်းနေလေမနှောင်းနေဟာလိုင်းမကောင်းလေကွာတောက်ကျိုးနေโอเคParty Craft EB တာမကြာခင်မှာထွက်လာမယ်ပေါ့နော်ကျွန်တော်အဲ့ဒီ Party Craft EB တန်းကိုကျွန်တော် view ကျွန်တော်လောက်တော့မှာဗျာကျွန်တော်ဗျာ Party Craft EB တန်းဘာ video လုံးဝမြန်ဆိုတာကိုကျွန်တော်ဗျာသလားကျွန်တော်မတွေးရသေးဘူးကျွန်တော်ဘာလို့အောင်လဲမသိသေးလို့ဗျာဒါမဲ့ကျွန်တော်ရဲ့ YouTube channel ရဲ့ post မှာပေါ့နော်ကျွန်တော်အဲ့ Party Craft EB တန်းအတွက် live photo တင်တာအဲ့ live photo မှာဘာအပိုင်းဖြစ်မလဲဆိုတာအဲ့ဒီ Party Craft EB တန်းမှာဘာဖြစ်မလဲဆိုတာခန့်မှန်းလိုက်ပါနော်ဒီခုတော့ပကွာခုံကြမယ် Party Craft EB တန်းတော့မကြခင်မှာထွက်လာတော့မှာဖြစ်ပါတယ်โอเคကျွန်တော်အခု video တင်တာတော့ video မတင်တာကြာပြီမို့လို့ဗျာParty Craft EB တန်းတော့မကြာခင်မှာโอเคထွက်လာလိမ့်မယ်ပေါ့နော်အခုကကျွန်တော် Roblox video Roblox video တင်တာကြတော့ဗျာအဲ့ဒါ video မတင်တာဗျာ9ရက်တောင်ရှိနေတပတ်တောင်ရှိနေဗျာတပတ်တောင်ရှိနေဆိုတော့ဗျာဘယ်လိုပြေးအောင်မဆိုလို့ဘာ video မှမကြည့်ရလဲအဲ့ဒါကြောင့်မလို့ကျွန်တော် Roblox video လေးခုပြန်တင်တာမှာကျွန်တော် Roblox မဆော့ရလဲRoblox မဆော့ရလဲတော့ကြာနေမလို့ပါနော်โอเคကျွန်တော် Party Credit ကြီးလိမ့်ဆော့နေရဗျာကျွန်တော်လည်း Party Credit ကြီးဆော့ရများတော့ကျွန်တော်လည်းနည်းနည်းပြင်းလာ Roblox ပြောင်းဆော့လာတာကျွန်တော် Party Credit ကြီးပြဆော့နေအဲ့ဒါကြောင့်မလို့ Party Craft EB တန်း view လည်းမတင်ပြသေးတာလို့ရောက်ရေးโอเคဒါလဲနေဂရိပေးရ Party Craft EB တန်းမကြခင်လာတော့မယ် Party Craft EB တန်း is coming soonနည်းနည်းပဲစောင့်မြ Party Craft EB တန်းအတွက်ကျွန်တော်လည်းဘာလို့ရမလဲမစင်းစားသေးဘူး live photo တော့ကျွန်တော်live photo တော့ကျွန်တော်တင်မွားအဲ့ဒါကအရှိပြမလားနော်လီစာရောဒီနေ့ခက်တယ်ဗျာဟာကွာရောအောက်ဆုံးကြီးပြန်ကြတာလေရောက်ရေးလို့မမိုက်ဘူးလေကွာအဲ့ဒါကြီးအောက်ဆုံးကြီးပြန်ကြသွားတယ်ကွာအော်ဘော်ဒီရောက်သွားမှာဘရိုဒီဘကွာလေးကိုလည်းလာခုံကြည့်ပါနော်နာမည်ကတော့ကျွန်တော်လည်းမသိဘူးတွေ့လို့ကောက်ခုံမလိုက်ရောင်တကယ်ဟာတကယ်ခက်တယ်ကွာတကယ်ခက်တယ်ဘရိုတကယ်ခက်တယ်ဘရိုကျွန်တော်ဗျာတခုပြောမယ် Party Craft EB တန်းနဲ့ပတ်သက်ပြီးတော့ဘရိုကျွန်တော်ဘယ်လိုပြောရမလဲParty Craft EB တန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်chance တခုပေးမယ်ညာအမှဘာဖြစ်နိုင်လဲဆိုတော့အဲ့ဒီမှာကျွန်တော်ရဲ့မွေးနေ့ဗီဒီယိုလို့ကျွန်တော်မွေးနေ့ဗီဒီယိုကျွန်တော်မွေးနေ့မှာတော့ဘရိုရေဘာဖြစ်မလဲဆိုတော့ကျွန်တော်မပြောပြဘူးကျွန်တော်ရဲ့မွေးနေ့ဗီဒီယိုကိုကျွန်တော်လုပ်မှာဗျာကျွန်တော်ရဲ့မွေးနေ့မှာကျွန်တော်ဘာလုပ်မယ်ထင်လဲဘရိုခံမှန်းကြ theory ထုတ်ကြပါအဲ့ဒီ Party Craft EB တန်းကကျွန်တော်ရဲ့မွေးနေ့လုပ်မှာပေါ့နော်အဲ့ဒီ Party Craft တင်မှာအဲ့ဒီကြရင်ကျွန်တော်Party Craft EB တန်းရရင် special video တခုလုပ်မှာဗျာအဲ့ဒီ Party Craft တင်မှာကျွန်တော်အထူး special ဥစ္စာကြီးကျွန်တော်လုပ်ထားတယ်အဲ့ဒီဥစ္စာလုပ်ဖို့ဗျာကျွန်တော်တော်တော်ကြားတယ် share လုပ်ရတာအဲ့ဒါကြီးတော်တော်ကြားတယ်ကျွန်တော်တနားရီလောက်တော့ကြားသွားအဲ့ဒါလုပ်တာပြီးတော့ video ကမတင်ပြသေးဘူးမရသေးဘူးကျွန်တော်အဲ့ဒီဥစ္စာစောက်တာနေတနားရီလောက်ကြားတယ်ဗျာအဲ့ဒီမှာတခုတော့ပါတယ်ဗျာဘရိုဒ surprise တခုတော့ပါတယ် Party Craft EB တန်း
အဲ့ဒီမှာကျွန်တော်ရဲ့မွေးနေ့တော့မှာအားဒီလာပြောပါလို့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ channel တက် subscribe မလုပ်လို့ပါအားလုံးပဲ bye bye